လူဘောကိုရောက်လာပြီးဒါရီကမမသိရင်ထိုင်ငုံဖို့ကောင်းနေပြီလက်မအခုလိုအဆူဆိုင်ဝင်သွားခဲ့ရင်ဇာကနာရီအပ်တွေကိုတုံးပြီးတော့မှခဲရခဲစေထုံနေစားမလို့ပါဘူးအဲ့ဒီဘောကိုရှာလကာရီလေးအနှဲငယ်ချကာပို့ပြီးတော့မှစေချိုးအပ်လေးနဲ့အခုလိုဆုပ်ထုတ်လိုက်မယ်ဆိုရင်အဆူကလွယ်လွယ်ကူကူနဲ့ကိုထွက်သွားမှာဖြစ်ပါတယ်ဆေးပြတ်သွားတာတက်လို့မရတာမျိုးတွေဖြစ်နေတဲ့ဆိုရင်ဒီလိုမျိုးဆေးကောင်းကိုခရင်ထိတ်မှာဆွပြီးတော့မှဆွဲချလိုက်ရုံပါပဲဆော်ရွက်မှာတိတ်ကတ်သွားတဲ့အခါတရဲ့အစွန်းနှစ်ဘက်ကိုခက်တင်းတင်းဆွဲပေးလိုက်တဲ့ဆိုရင်လွယ်လွယ်ကူကူနဲ့ပြန်ခွာလို့ရနိုင်ပါတယ်တိတ်နဲ့အနားပေါင်လေးတွေကိုတေချာကုတ်ချင်နေဆိုရင်တော့ရူလာတစ်ခုကိုခုလိုအသုံးပြုပေးလို့ရပါတယ်တန်တစ်ချောင်းနဲ့ချင်းကျိုးတစ်ခုကိုသုံးပြီးတော့မှကိုလိုချင်တဲ့အရွယ်စားအလိုက်စဝိုင်းလေးတွေကိုတေးသေးတက်နဲ့ဆွဲလို့ရပါတယ်တန်ရိုက်တဲ့အခါမှာအောက်ခံရဝဲထူတွေကိုအခုလိုထိခိုက်ပျက်စီးတာမျိုးတွေမဖြစ်စေဖို့အတွက်တူရဲ့အနားပေါင်ပတ်ချလေးကိုကောအနှဲငယ်တုပ်ပေးထားလိုက်တဲ့ဆိုရင်ရပါပြီတာယာလဲခြင်းနဲ့ဆိုရင်လည်းအခုလိုမျိုးကျိုးတစ်ချောင်းနဲ့ကိုသုံးပြီးတော့မှရွှေကနေဆွဲထုတ်လိုက်ရုံပါပဲတေသားချောင်းရဲ့ထိပ်ပြားကိုဒရေသုံးပြီးတော့မှအပေါက်ချင်နေဆိုရင်တော့မူလီဒါမှမဟုတ်တန်ချောင်းလေးနှစ်ချောင်းရဲ့အကူအညီကိုအခုလိုယူလိုက်ရုံပါပဲအိန္ဒိယနေကိုဆေးတုံးတဲ့အခါမှာကိုရဲလက်နဲ့ဝေစားရီစီကိုဆေးဆက်ဆင်လာတာမျိုးတွေမဖြစ်အောင်လို့အခုလိုမျိုးစီပူးကြီးတွေရဲ့ထိပ်ပြားပိုင်းလေးကိုဖြတ်သုံးပြီးတော့မှကာကွယ်ထားလို့ရပါတယ်ဒါဆိုရင်ဒီထက်ကပဲတစ်ချက်ကိုသဘောကျဆုံးလဲဆိုတာကိုပြပြပေးခဲ့ပါအောင်နော်